Francis ပို့ပါလို့ကြိုဆိုလိုက်ပါတယ်။ Okay ဒီနေ့မှာတော့စပိန်တင်းနဲ့အာဂျင်တီးနားတင်းတို့ရဲ့ကမ္ဘာ့ဖလား final အဆင့်အချိန်နဲ့ရှိဆုံးပွဲပြသွားပြီဒီပွဲကစပိန်တင်းကအာဂျင်တီးနားတင်းကိုပါရတော်ရဲ့အတွင်းကိုလည်းတကူကူရှိဆိုတဲ့ရလာနဲ့အနိုင်ယူပြီးတော့ကမ္ဘာ့ဖလားကိုစပိန်တင်းကရယူပါတယ်။ဒီပွဲကလည်းတော်တော်ကြီးကောင်းတယ်လို့ပြောရတယ်။အဲ့တော့ဒီပွဲရဲ့ပထမပိုင်းဒုတိယပိုင်းအချိန်ကိုလေးကျွန်တော် data analysis video လေးသုံးသပ်ထားပြီ။ကျွန်တော် MD1 ဆရာကကြည့်ပါပထမပိုင်း analysis ကိုကြည့်မယ်ဆိုတော့စပိန်တင်းကပဲဘောလုံးပိုကင်ထားတယ် position ပိုများတယ်ပွဲကိုတတ်ဖို့အတင်ချလုံးနေတာကိုတွေ့ရတယ်အဲ့တော့ဘောလုံးပိုင်ဆိုင်မှုနဲ့ကွင်းလေထိန်းချုပ်မှု Brazil ပိုင်းမှာစပိန်ကပိုပြီးတိတိကျကျတော့ပိုကောင်းခဲ့တယ်ဒါပေမဲ့အာဂျင်တီးနားကကြည့်နောက်တန်းရတော်တော်ကြီးကျစ်တယ်လို့ပြောရမယ်အဲ့တော့စပိန်ကဘယ်လောက်ပဲအခွင့်ရခဲ့ပြီကိုတွင်မှုမရှိခဲ့ဘူးအဲ့တော့တေးရတဲ့ပထမပိုင်းပြီးဆုံးတယ်လို့ပြောရမယ်တော့အာဂျင်တီးနားကပထမပိုင်းတစ်ပိုင်းလုံးကဘိုးဘချိန်ချောင်းမှုနဲ့ကန်တွင်းချက်လုံးဝမရှိဘူး။ဝယ်တိုက်စရာအပိုင်းအားနေတာတွေ့ရမယ်။စပိန်ရဲ့နောက်တန်းလည်းတော်ကောင်းစပိန်ဘရာဇီးဘယ်လောက်ထိလောက်တာဆိုတော့ပထမပိုင်းမှာကြည့်ရမယ်။အဲ့တော့နောက်ပြီးတော့အာဂျင်တီးနားကနောက်တန်းအားနေတယ်ဆိုတဲ့အကြောင်းရင်းကလက်ဆန်ဒရိုမာတီနာကတော့ဒဏ်ရာရအောင်လူစားလေးခဲ့ရတာတွေ့ရမယ်။အဲ့ဒါလည်းအာဂျင်တီးနားခံတဲ့အကြီးမားဆုံးထိုးနှက်ချက်တော့ပြောအဲ့တော့ပထမပိုင်းမှာကိုမရှိသေးရတဲ့ပြီးဆုံးခဲ့တဲ့စပိန်တင်းကပိုပြီးဘောလုံးကန်ပြီးတော့ပွဲကိုတတ်ဖို့အတင်ချလုံးတာပြရမယ်။ဒုတိယပိုင်း analysis ကိုကြည့်မယ်ဆိုတော့ဒုတိယပိုင်းမှာလည်းပွဲကပုံစံတိတ်မပြောင်းဘူးစပိန်ကဘောလုံးဆက်ပြီးထိန်းချုပ်တယ်ကွင်းလုံးစပိန်ကပဲတူးလက်တူးရှိနေလို့ပဲဘောလုံးပိုင်ဆိုင်မှု60ကျော်ရာခိုင်နှုန်းတော့စပိန်ကရခဲ့62ရာခိုင်နှုန်းအာဂျင်တီးနား38ရာခိုင်နှုန်းမရခဲ့တာတွေ့ရမယ်။အာဂျင်တီးနားရဲ့ခံစစ်နဲ့ကောင်းတဲ့အသက်တွေကလည်းလုံးမဖြစ်ခဲ့တာတွေ့ရသူတို့ကအဲ့ကောင်းတဲ့အတက်ကိုအားကိုးခဲ့ဆိုပေမဲ့လုံးမဖြစ်ဘူးအဲ့တော့ဘယ်တော့ဒုတိယပိုင်းမှာလည်းကိုမရှိသေးရလာတယ်မိနစ်90ပြီးဆုံးပြီးအချိန်ကိုစက္ကန့်ရတယ်အဲ့တော့ဒီပွဲရဲ့အထူးခြားဆုံး data ပြောအောင်ဆိုတော့နှစ်သင်းလုံးကိုမပြီးအောင်ထိန်းပြီးကစားနေတာကိုတွေ့ရမယ်နောက်ပြီးအာဂျင်တီးနားဂိုးတော့မာတီနက်နဲ့လက်ဆွမ်းပြပြီးကာကွယ်နေတာတွေ့ရတယ်အာဂျင်တီးနားဂိုးတော့မာတီနက်ကလက်ဆွမ်းမပြနိုင်ခဲ့တော့ဒီပွဲကဂိုးပြတ်မဲ့ပွဲတော့ပြောရမယ်နောက်တစ်ခုချီးကျူးချင်တာစပိန်ကွင်းလေမာစတာကလပ်ဖြစ်တယ်ရိုဒရီဘောလုံးတော့Okay ဒီပွဲကစားသမားအကောင်းဆုံးရွေးချယ်မှုပြောဆိုကျွန်တော်ရဲ့ရွေးချယ်မှုပြဆိုကျွန်တော်ရိုဒရီကိုပိုကြိုက်တယ်သူကကွင်းလယ်မှာတော်ကြီးစိုးဖြစ်ကစားမှာသူဖန်တီးမှုတွေခြားကွင်းလယ်နဲ့အထိတ်ဆက်မှုတွေတော်ကြီးကောင်းတယ်လို့ပြောရမယ် Okay အဲ့တော့သူကဘောလုံးကြားဖြတ်ဝင်ယူတယ်မဟုတ်ဘူးအခွင့်အရေးတွေလည်းဖန်တီးတယ်အထူးသဖြင့်ဒုတိယပိုင်းမှာမက်ဆီလိုကစားသမားမျိုးဘောလုံးထိတွေ့မှုနည်းသွားစေအောင်ဘောလုံးအသင်ချရေးလုပ်တာကွင်းလယ်မှာတက်မှုအချိန်တိုင်းတော့တာတော်တော်ကြီးကောင်းစပိန်ရဲ့ Brazil နဲ့ Rodri ရဲ့ game intelligence ကတော့တော်ကြောင်းဖို့ကောင်းတယ်ပြောမှာဒီပွဲမှာဘယ်လိုလဲသူကကွင်းလင်းမှာဆိုပေမဲ့ဘယ်ချိန်အာဂျင်တီးနားဖိအားပေးမယ်ဘယ်ချိန်ကိုတင်ဖိမလဲဘယ်ချိန်ကိုတင်ရှော့ပြီးကစားမလဲဆိုတော့သူ့ကိုယ်တိုင်ချိန်ချပြီးတော့ကစားနေတယ်ဆုံးဖြတ်နေတာပြောနောက်တစ်ခုကတော့ Enzo Fernandez ရဲ့ရုပ်ပေါက်လုံးဒီကတော့ပြောနာကျင်ချိန်ကိုရောက်သွားပြီပြပွဲလည်းပြီးခါနေပြီစက္ကန့်မှပြီလို့တဲ့အချိန်မှာစပိန်ကစားမှပုံလို့ရှိလို့ရဲ့ Enzo Fernandez စပိန်ကစားမှဒူးကိုကန်လိုက်တယ်အဲ့တော့ဒုတိယဝါကတ်ထိပါပထမဝါကတ်ထိအဲ့လောက်ကြီးလုံးစရာမလိုတော့ဘူးဒီပွဲကိုချိန်ပြီးဆိုတော့ဒုတိယဝါကတ်ထိပါတယ်ဗျနဝတနီနဲ့ဝင်းလျော်ထုံးပွဲကန်လိုက်ရအထာကလည်းအာဂျင်တီးနားကိုမိနစ်30ချိန်မှုတွင်မှတယောက်ယောအနေနဲ့ကစားဖို့ဖိအားပိုများစီခဲ့တယ်ဒီ extra time မှာကလည်းတော်တော်ကြီး10ယောက်17ယောက်ဆိုတယ်ပုံစံရဆိုတော့စပိန်ကပို့ပြီးတော့အခွင့်ပိုများပါတယ်ဘယ်တော့မှဒုတိယပိုင်းစပိန်ကပို့ပြီးတော့ကစားနေတာတွေ့ရတယ်အချိန်ပုံမှာလည်းစပိန်ကပို့ပြီးတော့ဘလုံးကန်ခွင့်ရတော့အာဂျင်တီးနားကတော့ရှုံးသွားတယ်တော့ပြောအောင်ဟုတ်ချိန်မူရောက်တော့စပိန်တင်းကလူရင်းကတိတိကျကျပို့ပြောင်းလဲလာတယ်လူစားလဲမှုတွေလုပ်တယ်အခွင့်အရေးတွေပို့ပြီးဖန်တီးတယ်ဟုတ်106မိနစ်မှာလူစားဝင်လာတဲ့ Ferran Torres ဘာစီလိုနာရဲ့အချစ်တော်သားမှာပေါ့နော်သူကသူ့ရဲ့တည်တတ်တဲ့ကံကြက်ကိုဟိုးတွင်းယူပြီးတော့စပိန်ရဲ့ဘိုးတက်ဂိုးကိုတွင်းပြီးတော့ကမ္ဘာ့ဖလားရယူပါတယ်။ဟုတ်ဒီဂိုးမှာကြည့်မယ်ဆိုတော့ဝီလီယံရဲ့ခေါင်းတိုက်ချပေးမှုနဲ့ဘာနာနာဖာရန်ဒိုရာကပိတ်ပြပါတယ်။ဟုတ်ကြည့်ရမယ်ဒီကောလူဂျိုနယ်လို့ပြောတယ်ဖောင်းဖြစ်တယ်လို့ပြောဘေးရပြန်နေစစ်စစ်ပြီးနော်ဒီဂိုးကိုတွင်းဖို့အဖြစ်ပေးလိုက်တာလည်းတွေ့ရမယ်။အဲ့တော့ပိတ်တင်းကတော့စောင်းပြောရတဲ့အချိန်ပေါ့အချင်းမနေ့တရကျော်ဒီဂိုးကPI အကျိုးရလာတော့ပြောမှာစပိန်ရဲ့ကွင်းလေဒီတိုင်းစစ်ဒီတန်မိုးနဲ့အမှန်ချလုပ်ပြီးအခွင့်အရေးတစ်ခုရယူလာတာပြောအာဂျင်တီးနားရဲ့အားနဲ့ချက်ကြည့်မယ်โอเคဒီပွဲမှာအာဂျင်တီးနားရဲ့အကြီးမားဆုံးအားနဲ့ချက်တိုက်စစ်ဖန်တီးနိုင်ဆိုမရှိ
ရှင်းရှင်းပြောမှာအာဂျင်တီးနာမက်ဆီကစားမက်ဆီလိုကစားမတယောက်တည်းကိုသူတို့အားကိုးတာမက်ဆီမရှိတော့အာဂျင်တီးနာဘာမှမဟုတ်တော့ဘူးဗျာရှင်းရှင်းလေးပဲတို့မက်ဆီဘရိတ်တက်တွေပဲဖြစ်ကျိုးဘရိုက်ကစားမမေးကြည့်လိုက်မက်ဆီရှိအာဂျင်တီးနာအားပေးမယ်မက်ဆီမရှိတော့ဘယ်သူမှအာဂျင်တီးနာအားပေးမှာမဟုတ်ဘူးကျွန်တော်မြင်တယ်မက်ဆီတယောက်တည်းတော်တော်ကောင်းခဲ့တာဗျာဒီအာဂျင်တီးနာမှာသူကပဲထမ်းတင်ခဲ့တာအာဂျင်တီးနာဆိုတာနောက်ပြီးပါရီတက်လို့အော်ဒါမန်ဒီလို့ကစားမလည်းမက်ဆီရှိလို့တော့ဒီဘောလို့ကစားမလေးရတယ်မက်ဆီရှိလို့ပဲပေါဝင်တန်းဝင်ဖြစ်နေတာအာဂျင်တီးနာမက်ဆီမရှိရင်တို့လည်းဘာပေါအောင်မဟုတ်ဘူးအာဂျင်တီးနာရဲ့အားနည်းချက်အကြီးဆုံးအတိုက်စစ်ဖန်တီးနိုင်တယ်မရှိဘူး average တကောင်ဆိုမမှန်တယ်မျိုးသုံးစားလို့မရဒါကျွန်တော်အမြင်ပဲသုံးစားလို့မရမက်ဆီတယောက်လည်းကဲနေလို့အာဂျင်တီးနာဟိုဘောချင်းထောက်မှုမရှိဘူးဒီဘက်မှာရှော့တာဂက်ကြည့်လို့စပိန်ကအလုံးနဲ့ဆယ်လောက်ရှော့တာဂက်လုပ်ပြီးတော့ဘိုးပေါက်ကနေ17ချိန်လောက်ရှိတယ်နောက်ပြီးတော့ရှော့တာဂက်ကအာဂျင်တီးနာဘက်ကြည့်မယ်ဆိုရင်ရှော့တာဂက်မရှိဘူးဘိုးပေါက်ကနေ2ချိန်ပဲရှိတယ်ဘယ်လိုအနေထားနဲ့စပိန်နဲ့ကန်လို့မရအောင်ရှင်းရှင်းပြောတာအဲ့တော့စပိန်ကကမ္ဘာဖလားယူရတယ်အပြစ်ပြောကြမရှိဘူးတော်တော်ကြီးကောင်းလို့ပဲကမ္ဘာဖလားယူရတယ်ကျွန်တော်တို့ပြင်တဲ့အတင်းတော့သူတို့ကောင်းကောင်းလို့စားပါတယ်အာဂျင်တီးနာကသူတို့ကောင်းလို့စားပြီးကမ္ဘာဖလားယူရတယ်ပြောโอเคနောက်အဖြစ်မေကွန်းတော့ပြောမေကွန်းထုတ်စရာရှင်းရှင်းလေးပဲပါရီတက်နဲ့အော်ဒါမန်ကြီးတော်တော်ကြီးကျန်းနေဒီဘက်မှာဘောလုံးပရိသတ်တိုင်းကြည့်နေတာတော်တော်ကြီးကျန်းနေကစားရတာပွဲပြီးကန်ဒီယူပွဲပြီးသွားတဲ့အချိန်မှာစပိန်အောင်ဝဲခန့်နေတာအောင်ဂါဘီရိုနဲ့ပြဿနာတက်စပိန်ကစားရမှာပါရီတက်ဆိုကိုတီလိုက်ရောကျွတ်ဒါကလည်းပြစ်ဒဏ်ပေးရမှာမလို့မရှိဘူးโอเคပြဿနာမရှိဘူးလေဒါကလည်းဝယ်ပြီးသွားတယ်သူတို့ဖြစ်ချင်ဖြစ်နေကြတာပဲဆိုတော့အဲ့တော့ဒီပွဲမှာပရိသတ်တော်များလည်းမေကွန်းထုတ်ကြတယ်သူတို့ပြသားဖို့သူတို့နှစ်ယောက်အဲ့လိုမျိုးချမ်းချမ်းနဲ့ကစားလို့ပဲအာဂျင်တီးနာဖိအောင်ဝင်နေတာပဲလို့အတွေးကြုံမရှိတာမဟုတ်အတွေးကြုံရှိရတာမှပြင်ပြီးတော့ပွဲကြီးတွေကိုထိန်းပြီးသားမှထိန်းပြီးဆိုချမ်းချမ်းနဲ့ဆိုတာနောက်ပြီးတော့စီမီယိုနီတော်တော်ဆိုးပါတယ်ကစားပုံတွေကအဲ့တော့ဖိအားများတာရှင်းပါတယ်နောက်ပြီးတော့ဒီပွဲမှာအာဂျင်တီးနာပရိသတ်တွေတော့ကျွန်တော်တို့ဘောလုံးပရိသတ်တွေတော့လွမ်းစရာပဲဒီမာရီယာတော့ပြောမယ်မစ္စတာဖိုင်နယ်ကြီးပေါ့နော်သူဒါအာဂျင်တီးနာမှာပါခဲ့မယ်ဆိုရင်ဒီပွဲကတမျိုးတစ်ပုံပြောင်းလဲမယ်တဘိုးတော်ဖြတ်ကျော်မှုတွေတယောက်တည်းထိုးပေါက်မှုတွေဖြတ်တင်ပေါ်နေတယ်ဒါလည်းပါဆုံးတော့အောင်အဲ့ဒါဘလာမှမကြည့်နဲ့2018ပြင်နေကမ္ဘာဘလာပိုင်းနေမှာပဲကြည့်လိုက်ဒီမာရီယာဘလောက်ကောင်းလဲဒီပွဲမှာဒီမာရီယာပါလာတယ်အဖြေတစ်ခုဖြစ်လာလိမ့်မယ်โอเคအခုတော့စပိန်ရဲ့အားသာချက်ကြီးမျိုးစပိန်ရဲ့အသင်းလိုက်ကစားမှုကောင်းတယ်စိတ်ရှိလက်ရှိနဲ့ကွင်းထဲမှာတန်မှုအတင်ချလုပ်တယ်တိုက်စစ်ကိုချိတ်ဆက်တယ်အဲ့ဒါအဓိကအားသာချက်ပဲအေးအားသာချက်ပြေးသွားတယ်ဒီပွဲကိုလာရစီတယ်နောက်ပြီးတော့နီးပြဖွန်တီလူစားလဲမှုကတော့အမြဲတမ်းမှန်ကန်နေတယ်မေရီနိုတို့ကစားမမျိုးထည့်ပြီးတော့ကွင်းထဲကိုပို့ပြီးတက်မှုတင်ချလုပ်တယ်ပါရန်တိုတို့ကစားမမျိုးထည့်လိုက်နောက်ဆိုတော့အနိုင်ကိုရှင်းပြပါတယ်ဘာဖလာအောင်ပါရန်တိုယူရပြပြောအဲ့တော့ဒီနောက်ကြောင့်ကမ္ဘာဖလားပြီးဆုံးသွားပြီထိုက်တန်တဲ့တင်ရပဲကမ္ဘာဖလားကိုရှားယူပါတယ်ကမ္ဘာဖလားကိုရခဲ့တာစပိန်ဒုတိယတော့အာဂျင်တီးနာတတိယတော့အင်္ဂလန်နဲ့စတုတ်တာတော့ပြည်သစ်တင်ပဲဖြစ်တယ်โอเคအဲ့တော့ကျွန်တော်ရဲ့၄နှစ်ချိန်ကျင်းပါတယ်ကမ္ဘာဖလားကြီးอ่ะဘောကကြီးอ่ะပြီးဆုံးသွားပြီအဲ့တော့ပြီးဆုံးသွားတဲ့အချိန်မှာ break တက်တွေက၄ရနေမှာပဲဒီကမ္ဘာဖလားကို2030တော့သက်ဆောင်ရအောင်ပဲဒီနေ့ဒီကြားထဲမှာ Euro 2028ရှိရကိုပါအမေရိကရှိပါတယ်အဲ့တော့ကလပ်ပွဲတွေမကြခင်စားတော့မယ်ကျွန်တော်ထပ်ပြီးစုံမယ်ကလပ်ပွဲမှာပြင်မယ်โอเคဒီပွဲတော့မိတ်ဆွေတို့အနေနဲ့ကိုဘာစီကမော်ဒမန်ရတင်တာရိုဒရီယာရတင်တာအာဂျင်တီးနာဘာရီမာနေတာပါရီတက်အော်တမန်ဒီတို့ရဲ့ကစားပုံတွေအန်ဆိုဖာနန်ဒက်ရဲ့ဘောလုံးအုံတော့မရှိတဲ့ဖြစ်တော့ပုံတွေကိုပရိသတ်တွေဝင်ရောက်ဆွေးနွေးသွားလို့ရတယ်โอเคဒါပါပဲဒီနေ့ပွဲတော့ကျွန်တော်အမြင်ရတော့ကျွန်တော်ကောင်းဆုံးသတ်သွားပြီလေမိတ်ဆွေတို့အမြင်ရတော့ကောင်းမှရေးခဲ့ပြီကျွန်တော်တို့ရဲ့ page ကို like and subscribe လေးလုပ်ပါပြီပါ Facebook မှာကျွန်တော် post တင်ပါမယ်နောက်ဆိုရင် TikTok မှာလည်းကျွန်တော်ရှိနေပါတယ်ကျေးဇူးတင်ပါတယ် MD16 ကဒါကျူပါကလပ်ဝဲမှာကျွန်တော်ပြန်ဆောင်ကြပါ